နောက်ဆုံးရှုံးမှုတစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်မြတ်စွာဘုရားလည်းတရားဟောတယ်သို့တော့ဘုရားပွင့်တဲ့နေရာမစ္စည်းမဒေသမှာလည်းလူဖြစ်တယ်သို့တော့လည်းသူကအယူဝါဒလွယ်မှားနေတဲ့ပုဂ္ဂိုလ်ဘုရားတရားကိုမယုံကြည်တဲ့ပုဂ္ဂိုလ်အယူဝါဒလွယ်မှားနေတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေမိစ္ဆာဒိဋ္ဌိပေါ့မယုံကြည်တဲ့ပုဂ္ဂိုလ်အဲ့ဒီဘာသာတရားနဲ့ယုံကြည်မှုမရှိစိတ်ဆန္ဒမရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတရားဥဒ္ဒေတရားမြတ်ရဖို့ခွင့်ရဆုံးရှုံးသွားတယ်လို့သူတို့ဆိုလို့တယ်သူတို့ရဲ့အယူဆအရတမန်တော်ရှိတယ်ဆိုတာလက်မခံဘူးကံကံဤကျိုးဆိုတာလက်မခံဘူးဘာသာတရားထွန်းကားတဲ့နေရာမှာတောင်အဲ့လိုပုဂ္ဂိုလ်တွေရှိတယ်လေရှိတယ်အဲ့ဒီဟာတွေလည်းအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလို့တယ်တရားကျင့်မှုဆိုတာစိတ်တောင်မပါဘူးအခွင့်အရေးကြီးတော့ရှိတယ်အသုံးမချဘူးအဲ့ပုဂ္ဂိုလ်တွေစိတ်မဝင်စားဘူးအဲ့ဒါမှထဲသွင်းလိုက်လို့ရှိရင်အစ္ဆန္တိကဆိုဘုန်းကြီးတို့တွေတန်တရားကလွတ်ဖို့နိဗ္ဗာန်ရဖို့ကျင့်စိတ်မရှိဘူးဆိုရင်လည်းပဲဒီခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်တွေမှာပါတယ်တရားဥတရားမြတ်ရဖို့မဖြစ်နိုင်စိတ်ဆန္ဒရှိမှဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒီထဲမှာခွင့်ရဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးတွေမှာပါသွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဖျားပွင့်လို့တရားဟောပြီးဖျားနဲ့အနိကဆုံးဒေသမှာလူဖြစ်ပါတော့လဲပဲသူဟာအတိညာကင်းမဲ့ပြီးဆွမ်းအားနာမကြဘဝရောက်တယ်လူထဲမှာလည်းပဲဉာဏ်ကြီးမမီတဲ့ပုဂ္ဂိုလ်တွေရှိတယ်လေနော်လူတော့ဖြစ်ပါရဲ့အော်တီဇမ်တို့ဘာတို့ဒါမျိုးတွေဖြစ်နေဆွမ်းအားနာမကြဖြစ်နေအဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲဆုံးရှုံးခြင်းတစ်ခုပဲကောင်းတဲ့စကားလားမကောင်းတဲ့စကားလားစကားရဲ့အထိပ္ပယ်တောင်မှပဲသိနိုင်စွမ်းမရှိဘူးအဲ့ဒါလို့သိနိုင်စွမ်းမရှိအောင်ထုံထိုင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နေတယ်ဆိုရင်လေဖះပွင့်တာတရားဟောတာသူတွေဘာမှသုံးမကြဘူးဥပမာဘာနဲ့တူလို့ဆိုမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအလင်းရောက်ဟာအဖို့မှမတန်းမျက်စိရှိတဲ့ပုဂ္ဂိုလ်သာအလင်းရောက်ကတန်မိုးရှိတာလေသူ့ဖို့ကတော့လျှက်စစ်မီလာမလာဘာမှမထူမမြင်ရဘူးဟောမျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ကမီလာခြင်းမလာခြင်းသူ့မှာဘာမှအကျိုးရှိမှာမဟုတ်အလင်းရောင်အတွက်သူကဘာမှသုံးချနိုင်မှာမဟုတ်ဘူးလေအဲ့ဒါမျိုးဖြစ်နေဒါလည်းဆုံးရှုံးမှုတစ်ခုပဲလို့ဆိုလို့တယ်နောက်တစ်ခုကတော့ဒီလူကတော့ဘဝမှာလူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်လူရင်ကြီးအတိုင်းဝိုင်းထဲမှာလူဖြစ်တယ်အသိဉာဏ်တွေထက်မြက်တယ်အိုင်ကျူမြင့်တယ်ဤကျူမြင့်တယ်လူထဲမှာထက်မြက်မြက်ရှိတယ်အဲ့လိုရှိတော့လည်းပဲဖះမပွင့်ဘူးတရားလည်းမဟောဘူးဆိုရင်သူဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်အကြောင်းတရားကိုလုပ်လို့ရမှာမသိဘူးလက်လှမ်းမမီတော့အဲ့ဒီပုဂ္ဂိုလ်လည်းဆုံးရှုံးမှုပဲလို့သူတို့ဆိုလို့တယ်သူကြတော့အရရဲ့အပြစ်မဟုတ်ဘူးသူကအခွင့်အရေးရှိရတဲ့နဲ့အခွင့်အရေးမရခေါ်မဲ့သူမရှိဘူးတရားမထွန်းကားဘူးသူရဲ့အသိဉာဏ်นี่ရှိနေတော့လည်းပဲမြတ်စွာဘုရားဟောတဲ့တရားကိုသူဟာမကြားနာရဘူးသူတို့ဆိုလို့တယ်ပေါ့နော်ဖះမပွင့်တာဖះမပွင့်လို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမျိုးဆိုတဲ့အသိပညာမထွန်းကားဘူးလို့ဆိုပါစို့ခုခေတ်တောင်မှကြည့်ပါလား IT ပညာရတ်တွေမထွန်းကားခင်နဲ့အခုထွန်းကားတဲ့ခင်မကွာပေဘူးလားဒါလောကီတောင်မှပဲဟိုရင်တော့တယ်လီဖုန်းဆက်ဖို့ဆိုတာကျိုးဖုန်းလေးကိုဝေးကြီးသွားရှာပြီးတော့ဆက်ရတယ်လေလှည့်လည်ရတာပတ်လေးတော့ခုတိုင်းလူတိုင်းဖုန်းကိုစီနဲ့ဆက်သွယ်ရေးရဘလောက်ကောင်းလဲတော့ဟို
ဗမာပြည်မှာဖုံးမရှိခင်ကအခြေအနေမျိုးကိုကြည့်လိုက်ဖုံးရှိတယ်ဘာမှမကြသေးဘူးနော်ဖုံးတို့တသက်တာမှာအဲ့ဒီအတွင်းမှာဖုံးမရှိတဲ့ဘဝလည်းနေခဲ့ရတယ်ကျိုးဖုံးရှိတဲ့ဘဝလည်းနေခဲ့ရတယ်အခုကဆက်သွယ်ရေးကောင်းလာတဲ့အခြေအနေမျိုးလည်းတွေ့ရတယ်နိုင်ရှင်သာကြည့်ပြီးတော့အများကြီးကွာခြားတယ်လေအဲ့တော့လောကမှာပညာရတစ်ခုနဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာတစ်ခေတ်နဲ့တစ်ခေတ်တူမှမတူတာကွဲပြားခြားနာတာအဲ့တော့ IT နည်းပညာတွေမထွန်းကားခင်ခေတ်ကပုံစံမျိုးဟာဒါစိတ်ကူးရင်ပဲဖြစ်တော့မှာငယ်ငယ်တော့ကြားဘူးတယ်ဖုံးပြောတာတယောက်မျက်နှာကြည့်ပြီးပြောလို့ရတယ်လို့ကြားဘူးယုံကြားဘူးတာအဲ့ဒါပေါ်နေပြီဗမာပြည်မရောက်သေးဘူးခဏခေတ်တော့ကိုယ်ကိုယ်တိုင်ပြောလို့ရတယ်နော်ကိုယ်ကိုယ်တိုင်ဗီဒီယိုကောနဲ့ခေါ်လို့ရနေပြီနိခဏခေတ်ကြတာဟိုတော့ကတော့စိတ်ကူးရင်လည်းလို့ပဲထင်ရတယ်အဲ့တော့ခေတ်ခေတ်စားလို့ပညာရတွေကလည်းတိုးတက်လာတာအဲ့တော့လောကမှာအခွင့်အရေးဆိုတာရှားတာရှိတယ်ဆုံးရှုံးတာရှိတယ်ဆုံးရှုံးနေဘာမှလုပ်လို့မရဘူးဒါတရားဘက်ကပြောတာအခုပြောတဲ့ဟာတွေကတရားဘက်ကပြောတာတခြားဘက်ကလည်းဆုံးရှုံးနေတာတွေအများကြီးပဲဆုံးရှုံးမှုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့လိုက်ကြည့်လိုက်မယ်ဆိုရင်ဖះပွင့်နေတဲ့အချိန်မှာဆုံးရှုံးတဲ့လူက9ယောက်ရှိတယ်ဖះပွင့်နေတဲ့အချိန်မှာငရဲကြနေတာ1ငရဲကြနေတယ်2တရိษံဖြစ်နေတယ်3ပြိတ္တာဖြစ်နေတယ်4တတန်းရှိတဲ့သက်မဲ့ယုံမဲ့ပြမဖြစ်နေတယ်5တော့အောင်ချုံကြလူသူမရောက်တဲ့အထိတမှာလူရိုက်မျိုးဖြစ်နေတယ်6မိစ္ဆာဒိဋ္ဌိအတွေးအခေါ်တွေဝင်နေတယ်ခွန်အသိဉာဏ်ကင်းမဲ့သူဖြစ်နေတယ်အဲ့ဒါဘုရားပွင့်နေတဲ့အချိန်မှာဘုရားပွင့်ရဲ့တန်နဲ့ဒီအခွင့်အရေးမသုံးနိုင်တဲ့ပုဂ္ဂိုလ်တွေဒီအခွင့်အရေးသုံးချလို့မရတဲ့ပုဂ္ဂိုလ်9ယောက်ဘုရားမပွင့်လို့အခွင့်အရေးဆုံးရှုံးတာက1ယောက်အဲ့တော့ဆုံးရှုံးတာရဲ့တော့တူတူပဲဒီပုဂ္ဂိုလ်10ယောက်အဲ့ဒါကိုပဲရပ်ပြစ်10ပါးရှမ်းသမျိုး5ပါးဝိပဿနာတရား4ပါးဆိုပြီးတော့ဆုတောင်းနေကြဩကာသထဲမှာထည့်ဆုတောင်းတာအဲ့တော့ခွင့်ရတစ်ခုရှားဖို့ဆိုတာမတမခဲနေတာပေါ့နော်အခွင့်အရေးနဲ့အလုပ်ကိစ္စအဝင်ခွင့်ချဖြစ်ပါမှအကျိုးကိစ္စတစ်ခုဖြစ်နိုင်တယ်နှုတ်ဆိုမဖြစ်နိုင်ဘူးတဲ့ဒါကိုဆိုလို့လေနော်အဲ့တော့အခွင့်အရေးဆိုတာဘာလဲအလုံးအကြောင်းတရားတွေညှိညွတ်တဲ့အခါမှာဒါအခွင့်အရေးအပြည့်အဝရတယ်ဆိုပါစို့ကိုကအယောင်ဝယ်စီဝါရေးလုပ်ချင်တယ်ဆိုရင်အယောင်ရေးဝယ်တာကောင်းတဲ့ထိသမှာနေတယ်အယောင်ဝယ်ဖြစ်ထွန်းတဲ့နေရာမှာနေတယ်ကိုယ်ကြည်တနာထောက်ပံ့မဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ကိုယ်ကိုဝယ်မဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာဒါအခွင့်အရေးတွေပဲလေခွင့်ရေးစိုက်ပျိုးရေးလုပ်ချင်တဲ့ဆိုရင်ရှေးကောင်းမြေကောင်းရှိတယ်မိုးလေဝသကောင်းတယ်ဒါအခွင့်အရေးတွေပဲဒီတဲ့တခုချို့တက်သွားလို့မရဘူးအခွင့်အရေးဆိုတာမျိုးမျိုးရှိတယ်ပေါ့နော်ကိုလို့ချင်လူကပညာသိဉာဏ်နဲ့ကိုနေတဲ့နေရာမှာတက္ကသိုလ်မရှိဘူးကျောင်းမရှိဘူးဘုရားအောင်ဆန်းထုတ်ပတ်တိကြည့်လိုက်မယ်ဆိုရင်နတ်မောက်သားသူကနတ်မောက်မှာကအစင်းမြင့်တဲ့ကျောင်းမရှိဘူးမရှိတဲ့ကရေနံကျောင်းသွားပြီးကျောင်းနေရတယ်လို့ကြားဘူး
အဲ့ဒါပေါ့အခွင့်အရေးဆိုတာအများရန်ရှိတာမဟုတ်ဘူးဆိုတာနော်တကယ်လို့မရှိတဲ့နေရာတကယ်လို့ပညာဘယ်လိုလုပ်ရမရနိုင်အဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့အခွင့်အရေးဆိုတာအကြောင်းအကျိုးညီညွတ်ပြီးရလာတဲ့အခွင့်အရေးဆိုတာပါလေတန်တရားဥက္ကလွတ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးကပါလေလောကမှာဖျားပွင့်တာဟာတခုဖျားပွင့်ရုံပွင့်ပြီးတရားမဟုတ်ဘူးဆိုရင်လည်းရမှာမဟုတ်ဘူးဖျားပွင့်တယ်တရားဟောတယ်နော်အင်းကြီးဖျားပွင့်တယ်တရားဟောတယ်သူကလည်းအသိဉာဏ်ရှိတယ်ဖျားပွင့်တဲ့ဒေသမှာလူဖြစ်တယ်အသိဉာဏ်ရှိတယ်အဲ့ဒါလောက်စုံစည်းမိရင်ကိုပဲနိဗ္ဗာန်ရောက်တရားကြားနာခွင့်ရသွားပြီအဲ့ဒီတုတ်တံမှာဒီလိုအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာဖြစ်တယ်ဒါကြောင့်မို့အခွင့်အရေးနဲ့အလုပ်ကိစ္စအခွင့်အရေးရှိမှအလုပ်ကိစ္စဆိုတာလုပ်လို့ရတယ်ဆိုတာကိုမှတ်သားပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ဒီတုတ်တံမှာဟောထားတာလေးကဘာလို့ဆိုလူဘဝလည်းရတယ်မြတ်စွာဘုရားဟောတဲ့တရားလည်းတရားဓမ္မလည်းထွန်းကားနေတယ်ဉာဏ်နာခွင့်ရနေတယ်အဲ့ဒီအချိန်မှာကိုယ်ကလည်းလူဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားလည်းနာလို့ရနေတယ်အဲ့ဒီအချိန်လေးတောင်မှပဲဒါအခွင့်ကောင်းမှလားလို့မသိပဲနဲ့အချိန်ဖြုံးလိုက်လို့ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်ရှိသေးတယ်နော်ခွင့်ကောင်းကြုံပြီမဲ့လို့ကြုံနိုင်ရလားမရဘူးအဲ့လိုခွင့်ကောင်းနဲ့ကြုံပြီးလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်သူတို့ဆိုလို့တယ်အဲ့ဒါကြောင့်အခွင့်အရေးဆုံးရှုံးမှုတွေအမှန်တမ်းများတယ်တဲ့လောကမှာဖះဆိုတာတကယ်ကိုတစ်ခါတည်းမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့တို့တွေဟာခုချိန်မှာဖះပွင့်တဲ့ခေတ်ခါနဲ့ကြုံနေတယ်ဖះတရားတော်တွေကိုကြားနာခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ကြားနာခွင့်ရနေကြတယ်ထို့ပါလို့တင်တယ်လေဒီတရားထဲမှာလာတဲ့အတိုင်းဒီကျင့်စဉ်တွေကိုတို့တွေကျင့်တဲ့ကြည်ကြံကြုတ်ကိုအထောက်တင်တယ်လို့ပဲဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒါမလုပ်ရင်လည်းရပြီးသားအခွင့်အရေးဆုံးသွားအောင်မှာပဲနော်ဆုံးသွားအောင်မှာပဲဒါကြောင့်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်ကိုသတိထားမှာတော့တရားဓမ္မသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်အလမ်းကုန်သွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကစိုးရိမ်တော့ကြတွေဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိចេတနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့ချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးတကားကုန်ခဲ့တယ်ပတ်စံတွေလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုတော့ဒုက္ခတွေရောက်နေပြီတို့အဲ့အချိန်မှာတောကပြန်ဖြစ်တာ